ဒီဗီဒီယိုလေးထဲမှာကျွန်တော် TikTok monetization အောင်တဲ့အခါ ID verify လုပ်တဲ့နည်းနဲ့ ban account chain တွေကို step by step လုပ်ပြပေးတော့ပါမယ်ဆိုတော့ကျွန်တော်အခုလုပ်ပြမယ့် account ကတော့ Japan region account အဲ့တော့ Japan region မှာကျတော့ creator real program ပွင့်ရင်ရပြီပေါ့လေဆိုတော့အဲ့ program ကကြတော့ကျွန်တော်တို့ follower 10k နောက်ပြီးတော့ 100k view တလအတွင်းရထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ creator real program ကပွင့်ပါတယ်ဒီအကြောင်းတွေကကျွန်တော် TikTok online class ထဲမှာတော့သင်ခန်းစာ video တင်ထားပြီးသားပါဒါကထပ်ပြီးပြပြတာပါဆိုတော့အဲ့လိုပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံး ID verify တင်ရတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ငွေထုတ်ဖို့အတွက် ban account တွေချိန်ကြတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်ဒီ video မှာ step by step လုပ်ပြပေးသွားပါမယ်ဆိုတော့ကြည့်လိုက်အောင်နော် Okay ဆိုတော့ကျွန်တော်တို့ရင်ဆုံး TikTok Studio တွေကိုသွားမယ်။သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Creator Reward Program ကိုနှိပ်မယ်ပေါ့လေ။ Okay ပြီဆိုရင်ကျွန်တော်တို့ဒီမှာမြင်ရမှာကကြတော့ Verify ပြီးသွားလို့ရှိရင် Set ဆိုရင်ကလုံးတစ်ခုတွေ့ရလိမ့်မယ်။ဆိုတော့ Verify ကိုရေးနှိပ်မယ်။နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Japan ဆိုတဲ့နေရာမှာမြန်မာ passport နဲ့တင်မှာဖြစ်တဲ့အတွက်မြန်မာ passport ရွေးကိုကတခြား ID ရှိရဆိုလို့ရှိရင်လည်းတခြား ID ကိုရွေးလို့ရတယ်ပေါ့လေကျွန်တော်ဒီမှာမြန်မာ passport နဲ့တင်ပြမယ်အဲ့တော့ passport ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်က next ကိုဆက်ပြီးတော့နှိပ်မယ်ပေါ့လေ Okay အဲ့ဒီနေရာမှာခဏစောင့်လိုက်မယ်နော် Okay အဲ့လိုပေါ်လာပြီဆိုရှင် slap ပေးလိုက် slap ပေးပြီးကျွန်တော် next ကိုတစ်ချက်နှိပ်လိုက်မယ်အဲ့မှာကျွန်တော် passport ကိုဓာတ်ပုံရိုက်လို့မရဘူးဆိုရင်ဒါမျိုးရိုက်ပြီးသားကို upload တင်ပေးလို့လည်းရတယ် Okay အဲ့ဒီအဆင့်မှာပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကverify အဆင့်ကချက်ချင်းအောင်တာများတယ်တကယ်လို့မအောင်ဆိုလည်းသူချက်ချင်းပြောတယ်ဗောလေပြီးရင်ဆိုကျွန်တော်တို့က payment အပိုင်းဘဏ်ချိတ်တဲ့ဘဏ်ကိုဆက်ပြီးတော့သွားမယ် Okay အဲ့မှာကျွန်တော်တို့ကအရင်ဆုံးဘာကိုရွေးပေးရမလဲဆိုတော့ဒီမှာကျွန်တော် Thai band နဲ့ထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က Thailand location Thailand country ကိုကျွန်တော်တို့ select ပေးပြီးတော့ရွေးပေးဖို့လိုပါတယ် Okay ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအပေါ်ဆုံးမှာ band ကောင်ပေးပေးရှင်ပေးပေးတဲ့ချိန်ကျွန်တော်တို့ဒီမှာ Thai band ကောင်တဲ့ချိန်မှာဖြစ်တယ်အဲ့တော့$8နေစပြီးတော့ထုတ်လို့ရတယ်TikTokက15ရက်တခါငွေထုတ်ပေးတာဖြစ်ပါတယ် Okay အဲ့တော့အဲ့မှာကျွန်တော်တို့ကနောက်တစ်ဆင့်သွားမယ်ဆိုလို့ရှိရင်သူကုတ်တောင်းတယ်အဲ့တော့ verify code ကြာတော့တစ်ချက်စောင့်မယ်ပေါ့ Okay ကုတ်ရလာပြီဆိုလို့ရှိရင်ဒါမျိုးလေးပေါ်လာလိမ့်မယ်အဲ့မှာကိုယ့်ရဲ့ first name last name တွေထည့်မယ်ဒီမှာတခုရှိတာတချို့မေးကြတာဗာလဲဆိုတော့ဘဏ်အကောင့်နာမည်ကိုယ့်နာမည်နဲ့တူမှရလားဆိုတော့မဟုတ်ဘူးတခြားဘဏ်အကောင့်နာမည်နဲ့လည်းထည့်လို့ရတယ်အဲ့ဒါပြဿနာမရှိဘူးเนาะဒါ Facebook မှာဒါအဲ့လိုပြဿနာတွေရှိတာဒီမှာအဲ့လိုပြဿနာမရှိဘူး Okay ဒီမှာတော့ကာစီကွန်ပန်ကိုထည့်ပြထားတယ်အဲ့မှာကျွန်တော်ဘဏ်အကောင့်နံပါတ်ထည့်ပြီး submit ကိုနှိပ်လိုက်နှိပ်ပြီးပါဆိုလို့ရှိရင်ဒီလိုမျိုးပုံစံမျိုးလေးချိန်နေတဲ့ပုံစံမျိုးလေးမြင်ရလိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က payment method ချိန်ပြီးပါဖြစ်တယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီမှာ creator reward program ပြန်ဝင်ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဒါမျိုးလေးပေါ်နေမှာဖြစ်ပါတယ်တကယ်လို့ Thai bank account မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာလာပြီးတော့ submit လိုက်လို့ရပါတယ်